ဒီအပိုင်းတိုင်းမှာတော့ကျွန်တော်က audio ဒီ30ဒီ test 30ဒီ sticker ဒီဇာတ်ပဲသုံးဖို့လေအဖက်ဒီကိုဇာတ်ပဲသုံးဖို့လေ translation ဒီကိုဇာတ်ပဲသုံးဖို့လေ caption ဒီကိုဇာတ်ပဲသုံးဖို့လေ filter ဒီကိုဇာတ်ပဲသုံးဖို့လေဆိုပြီးကျွန်တော်မျှဝေတော့ဖို့ဖက်တယ်ဒီကိုကြီးဗီဒီယိုမှာကိုကဇာတ်ပဲ audio ဒီကိုသုံးဖို့လေ audio ဆိုတော့ကိုဒီဗီဒီယိုနဲ့ live ဖို့ music ဒီ background music ဒီညောင်ဒီကလေးပို့ပြီးဒီဗီဒီယိုတစ်ပုံမှာဒီကိုကဒီမှာ audio ကိုနိုင်လဲနေအမှာ background music ဒီကိုမြောက်ရင်းညောင်ဒီကပို့ဗီဒီယိုနဲ့ live ဖို့ background music ဒီ take ဒီကိုက ratio right မှာမြောက်ရင်းဒီနောက်တစ်ခုကဆိုကိုကဗီဒီယိုကအမှာတစ်ခုတောင်းထပ်ပဲဆိုရင်နောက်တစ်ခုကိုကနောက်ဗီဒီယိုတစ်ပုဒ်ကိုတောင်းချင်ပြီဆိုကြလေဒီနောက် import ထဲကကိုမှာ ratio လို့ရရင်နောက်ကို grade နဲ့တာဗီဒီယိုတစ်ပုဒ်ကို ratio ပြီးတောင်းလို့ရရင်ကျွန်တော်အမှာနမူနာပဲစနေကြတယ်တော့ ratio လိုက်ပဲဒီကိုဗီဒီယိုကိုအစင်ပိုက်တော့ဘူးဆိုကြလေကိုနောက်အလောက်ပြီးကိုအစင်ကိုဗီဒီယိုအစင်ကိုပိုက်လို့ရရင်နောက်တစ်ခုကိုက music ကိုထည့်ဖို့ဆိုကြလေဒီနောက်ကပုံဝင်နေလေဒီပုံဒီနောက်မှာထားပြီးကိုကအထောက်ကဗီဒီယိုကအတင်ကိုပို့ထားခြင်းဆိုကြလေအထောက်ကဗီဒီယိုကအတင်ကိုပို့ထားလို့ရရင်ဒီမှာအထောက်ကဗီဒီယိုကအတင်ကိုပို့ထားလို့ရရင်ကိုကအထောက်ကဗီဒီယိုကိုမပေါ်ဘူးဆိုကြလေဒီပုံကိုပို့ထားလို့ရရင်ဒီအထောက်ကဗီဒီယိုပေါ်တယ်ဖြစ်တယ်ဒီကိုက brand လို့ပုံဆိုလေးရပါဘူးဖိလိုက်ကြီးစံပေးဒီကိုကထောက်ကဗီဒီယိုတစ်ခုလုံးကိုက editing လုပ်ပြီးပဲဆိုရင်ရဗီဒီယိုကိုတော့ခဲ့လိုက်ဖို့ဆိုပြီးလေဒီမှာဒီကိုပိတ်ထလိုက်ကြီးကိုကအောက်ကဗီဒီယိုကိုစိတ်ကြိုက် editing လုပ်လို့ရရင်ဒီဘယ်ပုံဆိုပြီးလေရပါဘူးဖိလိုက်ကြီးစံပေးနော်ဖိလိုက်ကြီးစံပေးဒီကိုက test How much are you spending would you say ကိုလို့ရှာနေစားဖို့မှာလာပြီးရ right ထည့်လို့ရတယ်ဒီနောက်ကနေပြီးရ right ထည့်လို့ရတယ်ကိုက color ပြုဖို့ဆိုလေးမှာကိုကြိုက်တဲ့ color ကိုပြောင်းလို့ရတယ်ဒီမှာ color ဒီအများကြီးဟင်းကိုလိုချင်တဲ့လောက်ဒီစာကို pre ပုံနေဖို့ဆိုလေးအစံပေးကျွန်တော်နမူနာပိုက်တွေဆိုတော့နမူနာ price ပိုက်တွေတော့လည်းလောက်ပြီး price ပိုက်တွေကိုဒီနောက်ကနေပြီး criteria လို့ကို criteria color ကိုပြောင်းရောင်းက test ကိုကဇာနမှာ portion လေးဆိုပြီးဒီနောက်ကျွန်တော် pro လို့ free လို့လေဒါရေကိုအဲ့နောက်မှာ portion လေးဆိုပြီးဒီနောက်ကို free လိုက် Sam, you're a big leader. ဒီနောက်မှာကိုအဲ့နောက်ကို option ဆိုပြီးဒီနောက်ကို free လိုက်လေ right ဒီ sticker ဆိုတော့ဇာန်လေးဆိုပြီးကိုဗီဒီယိုနဲ့ like ကို like တဲ့ sticker ဒီကိုသုံးလို့ရတယ်ဆိုပြီးကိုအဲ့ဒါလို့သုံးကိုဆံပေးတယ်လို့သုံးလို့ရတယ်ဒီကအဖဲဆိုတော့ကိုဗီဒီယိုလူလေးလေးကဖဲဆိုတော့ကိုဗီဒီယိုမှာကိုကြိုက်တဲ့ပေါ့လာလို့ထီလို့ရိုင်းဒီကမှာလာလို့ထီလို့ရိုင်းဒီတခုတတိထားဆိုတော့ကိုက study ပါဆိုဒီကိုသုံးပြီးဆိုပြီးကိုကကဲကို Premiere သုံးတော့ Premiere Pro သုံးတော့မဟုတ်ဆိုပြီးတော့ကိုနောက်ဆုံးဗီဒီယို editing လုပ်လို့ပြီးလို့ export လုပ်လို့ရှင်ကိုဗီဒီယိုကိုတောင်းလို့မရတဲ့ဒီဖိုက်တဲ့ဒီညောင်ကိုကကဲကို free သုံးတော့ဖိုက်လို့ကိုက study ကိုသုံးနေရှင်ကိုကနောက်ဆုံး export လုပ်ရှင်တောင်းလို့မရတဲ့ဖိုက်တဲ့ကိုကဖိတဲ့ပြီးလို့သုံးလို့ဆိုပြီးတော့တောင်းလို့ရရင်ကျွန်တော်တော့ဒီကိုကဲကိုကျွန်တော်ဖိတဲ့ပြီးလို့သုံးဖိုက်တဲ့တော့ ਨੇ ကျွန်တော်တောင်းလို့ရဆိုတောင်းလို့ရတောင်းဖိတဲ့ပြီးလို့မသုံးရလို့ဒီမှာဆိုပြီးတော့ကို ratio ပြီးသုံးသိချင်တယ်ဟိုမှာ first study မှာပါတယ်ဒီကိုသုံးပါဖို့အိမ်မှာကိုဗီဒီယိုတောင်းရကိုနောက်ဆုံးဗီဒီယိုတောင်းရှင်က export လုပ်လို့ရဖို့ဖိတ်တယ်ဒီ translation ဆိုတာဆောင်းလေးဆိုပြီး translation ဆိုတာကိုဗီဒီယိုကိုနာကဥမာကိုဗီဒီယိုကိုနာကဖိတ်ထားရဆိုပြီးနာမ translation portion လေးဆိုပြီးကိုအင်းရှောင်း A by portion ဆိုပြီး Would you say over the next few years? Oh gosh. လာပေါ်လို့ရတယ် like translation caption ဆိုတာကိုဒီဗီဒီယိုကို auto translation လုပ်ပြီးတော့ auto ဘာသာပြင်ပြီးတော့ပဲဒီကိုဗမာဘာသာနဲ့ pressure လာတော့ဘာသာနဲ့ pressure လာကိုကြိုက်တဲ့ဘာသာကိုဘာသာစကားဒီအမျိုးမျိုးဟင်းရတဲ့ကိုဘာသာစကားတစ်ခုကို ratio ပြီးက generative pro နဲ့လည်း auto caption လုပ်ပြီး auto caption လုပ်ပြီးတော့ကိုတနာ profile ကိုPremiere Pro ဝေထားမှာ auto caption လုပ်ရဖို့ဖြစ်တယ်
ဒီ Friday ဆိုတာလေအဖဲပုံစံမျိုးပါဒီရောက်တော့လေကို guide တွေကိုဗီဒီယိုမှာကို guide တွေအဖဲတွေကိုလာလို့ဖုန်းလို့ပြရတယ်ဒီနောက်တစ်ခု array ကိစ္စကကိုဗီဒီယိုကို ratio ကိုဗီဒီယိုကိုစား social media platform မှာတောင်းလေဥပမာကိုက Instagram မှာတောင်းလား YouTube မှာတောင်းလား TikTok မှာတောင်းလားဆိုပြီးကိုက ratio ကိုပဲတဲ့ကိုက TikTok မှာတောင်းလို့ TikTok ratio ratio Facebook မှာတောင်းလို့ Facebook ratio ကို ratio ကိုကျွန်တော်က Facebook မှာတောင်းတဲ့ Facebook ratio ကို ratio လိုက်တယ်ဒီဗီဒီယိုမှာတော့ဒီလောက်ပဲနောက်ဗီဒီယိုကိုစာလောက် ratio ကိုမြန်မြန်တော့ပဲအားလုံးသူကိုကျေးဇူးတောင်း